ပွေငါပွေချီကားလို့ရတာခွေးကြီးကကြလို့ခွေးကြီးတွေပဲစ စပယ်ကြီးနဲ့မြောက်ကလွဲလို့ကျန်တာကုန်ရတယ်ငါတို့လည်းမစားရဲပါဘူးလားဒီနေ့ကတော့ကျမပွေးကြီးကောက်စားပါပဲပွေးကတော့နည်းနည်းတန့်နေတယ်လို့ပေါ့နော်ပွေးကတိတိခုတွေပဲစားတယ်ဖြစ်တဲ့အတွက်မို့ကျမဒီနေ့ကပွေးကြီးကောက်စားကြည့်ပါမယ်ချို့ယွန်းတဲ့လူလည်းဆင်းပြမှာမဟုတ်တော့အမှန်ကတော့သူ့ရဲ့ဒီဆိုင်ဦးထဲမှာရှိတဲ့ပေါ့နော်ဒီတိတိခုတွေစားရတဲ့ဟာကိုပဲသူပြန်ပြီးလောက်ထားတာပေါ့နော်တော့မြောက်ကြီးကားလိုပဲအတူတူပါသူကတေးဥသူကိုစားရတော့ကြောက်သူ့ထဲမှာလေအသားလေးတွေရောပြီးထားတယ်ပြောမှဆိုရင်တော့စိမ့်စိမ့်လေးပေါ့နော်ကျမလည်းအမှန်တိုင်းပြောရင်ဆေးဘက်ဝင်အောင်စားတဲ့သဘောမျိုးစားကြည့်လိုက်တာပါတယောက်နဲ့တယောက်တော့အကြိုက်မတူပေါ့ကျမလည်းထွေးလီပါရီတော့တခြားဟာတွေတော့မစားရပါဘူး